မပြောဒီ fashion ယောဂီ fashion ဘာယောဂီ fashion တော့ ယောဂီအောင်နေလေမလေ ဘာယောဂီအောင်လဲဒီမှာလှကျင်လို့မှဒီမှာကောင်းဝင်လေးဝတ်ထတာအညိုရောင်လေးလေ အညိုအောင်လားတော့ယောဂီအောင်နေတူးနေလို့ပါမအဲ့တော့မှထားသမီးညာရည်လေအိတ်မပြောဘူးစဉ်းစားနေတခုရှိကြီးကြကြလုတ်ပြန်ပြီးဘယုတ်ဒုက္ခတွေပြော့ပါတော့အမဒီလစနေနေမြသက်ရှင်ပါနော်လူတိုင်းသိတယ်ညီခဏနာမပြောနဲ့အဲ့သမီးစဉ်းစားနေအမကိုလေအဲ့မြသက်ရှင်ဖို့သွားကနေဟိုကခရုံးလို့ခေါ်မှာထွက်လာမှခရုံးလို့ခေါ်မလားဘယုတ်ပြက်တွေစပြီးတော့စဉ်းစားပြီးပြီးတော့ဟိုအမကိုသမီးကဘလို့ခေါ်မလဲစဉ်းစားတာခရုံးလို့ခေါ်မလားခရုံးကြီးလို့ခေါ်မလားပြီးရင်မမချန်ခရုံးလို့ခေါ်မလားအန်တီခရုံးလို့ခေါ်မလားလေဟိုလေးက TikTok မှာလေးတေးသားလေးကအသေးလေးခေါ်အဲ့အသေးလေးရဲ့နောက်မှာခရုံးလေးထည့်ပြီးအသေးလေးခရုံးလို့ခေါ်မှာသမီးစဉ်းစားနေတာမပြောမရဲ့မပြောမနေစဉ်းစားမြန် TikTok ကနေတော့မှလန့်မေးလိုက်ကျမဟိုဒီမမခရုံးဖြစ်တဲ့ချိန်ဘလို့ခေါ်ရမလဲမေးလိုက်နေတာမျိုးလုံနေကြပါအဲ့ဒါအဲ့တင်ကျန်တော့မမလေစိတ်ညစ်တာမင်းသမီးယူနဲ့တွေ့နေတာဟော TikTok မှာကြည့်နေတယ်ပေါ့နော်မမချန်ခရုံးဖြစ်တဲ့ခါကျရင်ဘလို့ခေါ်မလဲဆိုတာလေ comment လေးရေးပြီးကြတော့အဲ့ comment ရေးတဲ့ကနေပြီးတော့ cancel လေးနိုင်ပြီးတော့ခေါ်မှာပေါ့cancel နိုင်ပြီးတော့ခေါ်မှာတဲ့သူ့ထက်ကနေ cancel နိုင်ကြနော်